ဇလန်းစားမှာတော့လဲနဲ့ကုံကူးကြတဲ့အဖွဲ့တဲကခေါင်းဆောင်ကကြောက်တုံးတစ်ခုကိုပူဇော်ပြီးခွင်တောင်းနေပါတယ်အဲ့ဒါကတော့သူတို့နဲ့မလန်မကမှရှိတဲ့လမ်းခွေတစ်ခုကိုဖျက်ချော်ဖို့အတွက်ဖြစ်ပါတယ်အဲဒီနောက်မှာတော့နမိတ်ပြတာမကောင်းဘူးဆိုပြီးကုံတဲ့အဖွဲ့ခေါင်းဆောင်ကဒီညကိုဆက်ပြီးမသွားတော့ဘူးလို့ဆုံးဖြတ်ခဲ့ပေမဲ့သူရဲ့တမက်ကတော့ဒါမျိုးတွေကိုယုံကြည်မရှိဘူးဆိုပြီးထားဖောက်ပါတော့တယ်အားနဲ့ပဲခေါင်းဆောင်ကဇာရှိရင်တယောက်တည်းသွားလို့ပြောလိုက်တာသူရဲ့တမက်ကလည်းမခန်းချင်းစိတ်နဲ့အဲ့ဒီလမ်းခွေကိုကြော်ဖြတ်ဖို့ထွက်လာခဲ့ပါတယ်သူရဲ့နောက်မှာမိန်းမလုံးသူကလည်းမနေနိုင်တော့လိုက်လာခဲ့ပြီးတော့သူတို့လေးမယားနှစ်ယောက်အဲ့ဒီလမ်းခွေကိုညာချင်းမတော်ကြီးဖြတ်သွားကြပါတယ်အဲ့ဒီလမ်းခွေနာမှာတောင်ကြားရေတကုံအသေးလေးတစ်ခုရှိပြီးတော့သူတို့လေးမယားနှစ်ယောက်လည်းလမ်းကိုအေးစစ်စစ်ဖြတ်ကျော်နိုင်ခဲ့ပါတယ်ဒါနဲ့ပဲယောက်ျားလုံးသူကဒီလမ်းခွေကိုယူသေးကြတဲ့ရှေးလူကြီးတွေကိုပလိန်ရင်အနားမှာအမျိုးသမီးတစ်ယောက်ကိုတွေးလိုက်ရပါတယ်ဒီလိုနဲ့ပေါ့ပေါ့ပလမ်းနှုတ်ဆက်လိုက်တဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကဒီနာမည်ဆိုးနဲ့ကြော်ကြားတဲ့လမ်းခွေရဲ့ဇလိုက်ကြော်တည်းရဲ့ပြင်းနေပါတယ်ဒါကတော့အဲ့ဒီနယ်လေးရဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့လမ်းခွေကိုကြုံတွေ့ရသူတွေရဲ့အဖြစ်ပြပဲဖြစ်ပါတယ်ဒီလိုနဲ့တနေ့မှာတော့အဲ့ဒီနယ်လေးရဲ့တစ်တော်ယုံတစ်ခုကိုကိုလူအေးဆိုတဲ့တစ်တော်ရရှိတယောက်တာဝင်းနဲ့ပြောင်းလာခဲ့ပါတယ်အဓိကစစရေးဂိတ်လေးအလုံးမှာတော့ဒေတာကနေဖိမ့်ဖိမ့်တုံအောင်ကြောက်ရတဲ့လမ်းခွေလေးရှိနေပါတယ်ဂိမ်းမှာရှိတဲ့လူဟောင်းတွေကလည်းဒီဒေတာရဲ့နာမည်ကြီးလမ်းခွေအကြောင်းတွေကိုကိုလူအေးကိုရှင်းပြပါတယ်အဲ့ဒီလမ်းခွေအနီးနားကဂျေးဝါလေးမှာတော့ဦးတုတ်ကြီးရဲ့သားမောင်လာဆိုတာရှိပါတယ်မောင်လာကအဲ့ဒီရွာမှာဗီဒီယိုကွင်း9ဆိုင်ဖွင့်ပြီးတော့သူ့ရဲ့အပေါင်းအသင်းတွေနဲ့ပျော်ပျော်ပါပါနေတဲ့သူတယောက်လည်းဖြစ်ပါတယ်အဲ့ဒီသူတို့ရွာလေးမှာတနေ့တစ်ခါရွာအန်ရဲ့ကင်းဖို့ဆိုပြီးစူတောင်းပွဲကျင်းပကြပါတယ်အဲ့ဒီပွဲမှာအခုမှရောက်လာတဲ့ကိုလူအေးကိုတတော်ဝန်ထမ်းတွေကမောင်လာအကြောင်းတွေပြောပြပါတယ်မောင်လာကလွန်ခဲ့တဲ့နှစ်နှဲငယ်တုန်းကအဲ့ဒီရွာကသတိဦးပြည့်ရဲ့သမီးကိုလယ်နောက်လိုက်ဖို့ကူညီရင်းနဲ့အဲ့ဒီလမ်းခွေနားမှာပဲပျောက်သွားခဲ့တာဖြစ်ပါတယ်ဒါကိုရွာကားလူတွေကမောင်လာကြောင့်အဲ့ဒီကောက်မလေးပျောက်သွားတယ်လို့ပဲယူဆကြတယ်လို့တထေးကြီးဦးပြည့်တို့မိသားစုရဲ့မျက်မုံကျိုးတာကိုလည်းခံနေရသူတယောက်ဖြစ်ပါတယ်အဲ့လိုနဲ့စူတောင်းပွဲပြီးလို့ညာပိုင်းကိုရောက်တော့အခြားရွာကနေသမားတယောက်ကညာရင်းချင်းပြန်ဖို့လုပ်ပါတော့တယ်အနာကလူတွေကလည်းညာကြီးမိုးချုပ်ကိုအဲ့ဒီလမ်းခွေမဖြတ်ရဲလို့မနှမ်းမှသွားဖို့ဖြောင်းပြပေးမယ်လေခေါင်းမာတဲ့နှဲဆရာကတော့တယောက်တည်းထွက်လာခဲ့ပါတယ်အဲ့လိုနဲ့လမ်းခွေကိုလည်းရောက်ရောရိုးရမပြအောင်တရဲမက6လမ်းလိုက်လို့မလျှော်ရုံတမယ်ဖြစ်သွားခဲ့ပါတယ်တရားမှာတော့ရွာထဲကမင်္ဂလာဆောင်တစ်ခုမှာမောင်လာတို့အဖွဲ့ကိုကြီးလောက်ကင်ပေးနေကြရင်နဲ့များတဲ့တို့အဖွဲ့ကဦးပြည့်ရဲ့သမီးပျောက်သွားတဲ့ကိစ္စပေါ်မောင်လာရဲ့မကောင်းကြောင်းတွေဖောင်းထုတ်နေပါတယ်ဒါနဲ့မောင်လာလည်းကီးသွင်းပြီးတော့များတဲ့ကိုဂျပန်လိုတီးဖို့လုံလိုက်ပေမဲ့ဒီချက်လွဲသွားပြီးတော့ဦးပြည့်ရဲ့သမီးအငယ်မလေးစီရောက်သွားခဲ့ပါတော့တယ်အဲ့လိုနဲ့ဦးပြည့်တို့ကမောင်လာကိုအမှုဖွဲမဲ့တွေပါတွေလုပ်ပေမဲ့ကာယကံရှင်မင်းညိုကချေအေးပေးလို့မောင်လာလည်းပြဿနာတွေအေးသွားခဲ့ပါတယ်အဲ့လိုနဲ့တညမှာတော့ကိုလူအေးတို့တစ်တော်ခိတ်မှာကာဒစီကဂိတ်ဖွင့်ပေးဖို့ဟောနေတီးနေပါတယ်အဲ့ဒီကားဘော့ကလူကတော့အခုမှဒီနယ်ကိုပြောင်းလာတဲ့ရဲရရှိမဲလုံးဖြစ်ပါတယ်အဲ့ဒီမှာတတော်ဝန်ထမ်းတွေကညာဘက်ကြီးအန်ရဲ့ခွေးစီမသွားဖို့တတိပေးပေမဲ့မဲလုံးကဇော်သွားခြင်းနဲ့ဆိုလို့ဖွင့်ပေးလိုက်ရပါတယ်ဒါနဲ့ပဲတရဲဆိုတာဂျိုးနဲ့လားဆိုပြီးအေးစေးကားမောင်းလာတဲ့မဲလုံးတယောက်လမ်းခွေးကိုရောက်มาတော့ကားပြတ်သွားပါတော့တယ်အဲဒီနောက်တော့မဲလုံးလဲဒီလမ်းခွေးအကြောင်းကိုသိအောင်တရဲမကလက်ချပေးလိုက်ပါပြီတကယ်တော့မောင်လာကသူ့ပေါ်မှာမကြည့်တဲ့ဦးပြည့်ရဲ့သမီးချောင်ဆရာမလေးမညို့ပေါ်မှာမြတ်တာရှိနေတာဖြစ်ပါတယ်မညို့ကလည်းမောင်လာပေါ်မှာတိုင်ရောစင်လေးရှိပြီးတော့သူတို့နှစ်ယောက်နေစားဖို့အတွက်ကတော့မောင်လာအတွက်အတော်ခဲရင်းတဲ့ကိစ္စလည်းဖြစ်ပါတယ်တညမှာတော့မောင်လာတို့ဘက်မျိုးတက်ဖို့စစ်စေးရေးဂိတ်ကိုရောက်မှာညာဘက်အရန်မိုးချုပ်ပြီးလမ်းခွေးကိုမဖြတ်ရဲတာနဲ့ကိုလူအေးတို့စီမှာပဲတထောက်နာခဲ့ကြပါတယ်အဲဒီမှာပဲလူငယ်တွေဝိုင်းဖွဲကြရင်းနဲ့ရုံထဲမှာရှိတဲ့အမျိုးသမီးကြီးတယောက်ကအဲ့ဒီလမ်းခွေးရဲ့ရာဇဝင်တွေကိုရှင်းပြခဲ့ပါတယ်အဲ့ဒီလမ်းကဟိုးတစ်ချိန်ကဗြိတိရှားတွေဖောက်ခဲ့တဲ့လမ်းဖြစ်ပြီးတော့သူတို့ရဲ့တဲယူပိုးဆောင်ရည်အတွက်အသုံးပြုကြပါတယ်အဲ့ဒီမှာဒေါ်လာရင်းသမားတွေကအခုနာမည်ကြီးတဲ့ဒီလမ်းခွေနာမှာနေချက်ဗြိတိရှားတွေကိုအောက်လမ်းပညာနဲ့တိုက်ဖို့စ조사ခဲ့ကြတာပေါ့ဗျအဲ့ဒီထဲကတယောက်နဲ့ဒီရွာသူလေးမတ်တီတို့လည်းအကြောင်းပါပြီးအိမ်အောင်ချခဲ့ကြပါတယ်ဒါပေမဲ့မတ်တီတယောက်ကိုဝင်းနေစိတ်လားစိတ်ကြီးမှာပဲကန်ဆိုးမှုတွေစတင်လာခဲ့ပါပြီအဲ့ဒါကတော့သူတို့ရဲ့ပညာအစင်းမြင့်ဖို့အတွက်ဗိုက်ကြီးတဲ့တယောက်ကိုရေပူစော်ရမှာပဲဖြစ်ပါတယ်ဒီလိုနဲ့အားလုံးဆုံးဖြတ်ပြီးတဲ့အခါမှာတော့မတ်တီတယောက်ရေပူစော်ခြင်းကိုခံလိုက်ရပါတော့တယ်ဘိုက်ချင်းကစားပြီးတော့မတ်တီတယောက်နာကျင်မှုဒေါသတွေနဲ့တူအဲ့ဒီလမ်းခွေးမှာပဲမကြုံမလွတ်ပဲခုချိန်ထိရှိနေတာဖြစ်ပါတယ်ဒီလိုနဲ့မနှက်ရောက်တော့မောင်လာလဲစပြီးတော့ကန်ဆိုးပါပြီသူကတော့စတက်ကနေခွင်းနဲ့ရွာခဏပြန်လာတဲ့မန်ညို့ရဲ့အခုမောင်ထုံးပဲဖြစ်ပါတယ်မောင်လာဖို့ကတော့မန်ညို့နဲ့နေဆက်အောင်စူးစမ်းနေကမှမတော်ရသေးတဲ့ရောက်ဖားကပြဿနာရှာဖို့ရောက်လာလို့အတော်ကြောင်ပြောင်းနေပါတယ်ဦးပြည့်ရဲ့အိမ်မှာတော့မောင်ထုံးကသူ့အမပျောက်သွားတဲ့ကိစ္စကိုစုံစမ်းဖို့ရဲရရှိမဲလုံးကိုခေါ်ပြီးတော့တိုင်းမင်းနေပါတယ်နောက်ပြီးတစ်ဖက်မှာလည်းရွာတွေကကျောင်းဆရာမတယောက်ကလည်းညားချင်းမတော်ကြီးမှမိဖွားရခက်ခဲနေပါတယ်မိခင်ရောကလေးတို့အရေးကြီးပေမဲ့ဒီလိုညာကြီးမှလမ်းခွေးကိုဖျက်သွားဖို့အတွက်တော့ရွာသားတွေအနေနဲ့တော်လေးလဲယွန်းကြပါတယ်နောက်ဆုံးမှာတော့ဖြစ်ချင်းအားဖြည့်ဆိုပြီးမောင်လာတို့ဖွဲ့လဲကားနဲ့တင်ပြီးတော့ဈေးရုံကိုချိန်မီအောင်လိုက်ပို့ကြပါတယ်
ဒါပေမဲ့အဲ့လမ်းခွေနာကိုရောက်မှာပဲရုတ်တရက်တစ်ပင်ကြီးကလဲကျသွားပြီးသူတို့သွားမဲ့ကားလမ်းပေါ်မှာပိတ်မိနေပါတယ်ဒါနဲ့ပဲမောင်လာတို့လည်းတတုံးကြီးကိုအသေးတန်ဖယ်နေတော့မှာပဲကားပေါ်ကဘိုက်ကြီးတဲ့လူနာပျောက်သွားပါတော့တယ်အဲ့မှာမောင်လာတို့လည်းလူစုခွဲပြီးတော့အနီးနားမှာလိုက်ရှာပေးမယ်လေအဲ့ဒီလမ်းခွေနားမှာတင်တယောက်တစ်မျိုးစီတရေချောက်ခံလိုက်ရပါတယ်နောက်ဆုံးကလေးငိုတန်ကြားလို့သွားကြည့်လိုက်တဲ့ခါမှာကားပေါ်မှာမိဖွားပြီးတဲ့ဆရာမကိုပြန်တွေ့လိုက်ရပါတယ်အဲ့လိုနဲ့စရုံးကိုရောက်တော့မိခင်ရောကလေးပါကျမ်းမာပေမဲ့မောင်လာတို့တစ်ဖွဲ့လုံးကတော့ညာကအဖြစ်ပြက်တွေကြောင့်ကြောင်ကရင်နေဖြစ်လို့နေပါတယ်ဒီလိုနဲ့ရန်နိုင်ငယ်ကြမှာတော့မောင်လာလဲဆရာမလေးမညုတ်ကိုရီစားစကားပြောလိုက်ပြီးမညုတ်ကလည်းတစ်ဖက်သားကိုကူညီရိုင်းပင်းတတ်တဲ့မောင်လာကိုအမတ်1500အပြည့်ပြန်ပေးလိုက်ပါတော့တယ်ဒါနဲ့ပဲပူပူနွန်းနွေးသမီးစားနှစ်ယောက်သားချစ်ချစ်နူးနေတော့ရဲရရှိမဲလုံးနဲ့တွေ့သွားပါတယ်အဲ့နောက်မကြခင်မှာပဲမောင်လာတို့အိမ်ကိုမညုတ်ရဲ့အကိုမောင်ထုံးကရောက်လာပြီးတော့မင်္ဂလာကိစ္စလာပြောကြပါပြီဒါပေမဲ့မင်္ဂလာဆောင်မဲ့သူတို့သမီးကမညုတ်ဖြစ်ပေမဲ့သူတို့သားကတော့မောင်လာမဟုတ်ပဲများတင်ဖြစ်နေပါတယ်မောင်လာရဲ့ဖေဦးတုတ်ကရွာမှာမင်္ဂလာပွဲတွေမှာအုပ်ဆောင်လှော်အားပေးတတ်သူမို့လို့မောင်ထုံးတို့ကအခုလိုလာပြီးအကြောင်းကြားတာလည်းဖြစ်ပါတယ်အဲ့နောက်မှာတော့မောင်လာလဲဘုံဆိုင်မှာအသေးတွေကွဲနေပါပြီဒီလိုနဲ့အပေါင်းအသင်းတွေမြောက်ပေးလို့ရဲစဲတင်ပြီးတော့အဲ့ဒီလမ်းခွေးကတကယ်မှမတ်တီကိုသွားပြီးတော့ပောက်ကွဲပြလိုက်ပါတယ်သူချေရတဲ့ကောင်မလေးရဲ့မိသားစုကအခုလိုသူ့ပေါ်မျက်မှောင်ကျိုးနေတာမတ်တီကြောင့်ဆိုပြီးအဲ့ဒီလမ်းခွေးမှာစိတ်ရှိလက်ရှိကိုပောက်ကွဲနေပါတယ်ဒါနဲ့ပဲမောင်လာတို့တစ်ဖွဲ့လုံးကိုတရဲမကလည်းစနေမိုင်းတွေတိုက်ပြီးတော့လက်ချပေးလွှတ်လိုက်ပါတယ်တရဲမှာတော့မောင်လာတို့ခွေးဆိုင်ကိုများတင်ကလမ်းကျုံဝင်လာပြီးသူနဲ့မညုတ်ရဲ့မင်္ဂလာဆောင်ကိုလာဖို့ဖိတ်နေပါတယ်အိမ်မှာနေမဲ့ထိုးချတာတခုကတော့များတင်ကိုမောင်လာတို့ခွေးဆိုင်မှာအလုံးလုံးနေတဲ့မရင်တို့သားမီးကကြောက်လန့်နေကြပါတယ်ဒါကိုရိမ့်မိတဲ့မောင်လာကလည်းမေးကြည့်လိုက်တော့မရင်ကသူ့ရဲ့ဖြစ်ပျက်တွေကိုပြောပြပါတော့တယ်အဲ့ဒါကတော့မရင်ကများတင်စီမှာငွေချေးပူပြီးသူ့ရဲ့ကြွေးတွေကိုပြန်ဆက်ဖို့လုပ်ပေမဲ့များတင်ကစီးကြော်ပြီးတော့သူတို့သားမီးပေါ်ထီကဘာကြီးကဘာတွေလှုပ်လာတာဖြစ်ပါတယ်ဒီလိုနဲ့ညာရောက်တော့မောင်လာလည်းဦးပြေတို့အိမ်သွားပြီးတော့သူ့ကိုမျက်မှောင်ကျိုးတာနဲ့ပဲသူ့ချစ်သူကိုများတဲ့နဲ့မပေးစားဖို့သွားပြောခဲ့ပေမဲ့မောင်ထုံတို့ကတော့ဒါကိုလက်မခံခဲ့ပါဘူးဒီလိုနဲ့မနေ့ရောက်တော့ရွာထိပ်ကညောင်မင်းမှာမရင်တို့သားမီးနှစ်ယောက်ဆုံးပါသွားတာကိုတရွာလုံးမြင်လိုက်ရပါတယ်ဒီလိုဖြေရတဲ့အကြောင်းရင်းတွေကိုသိထားတဲ့မောင်လာကတော့ဒေါသတွေလိမ့်လိုက်ထွက်ပြီးများတဲ့ကိုပေါင်းချသွားဆုပ်ပါတော့တယ်နောက်ပြီးမောင်လာကများတဲ့ရဲ့ရုံးမပုံတွေကိုပြောပြပေမဲ့တရွာလုံးကတော့မောင်လာကိုများတဲ့ပေါ်မနာလို့အပုတ်ချတယ်လို့ပဲထင်ကြပါတယ်အဲလိုနဲ့မညုံများရဲ့မင်္ဂလာဆောင်နီးလာတော့မောင်လာတယောက်လည်းအသေးကွဲရက်နဲ့သူချစ်သူမင်္ဂလာဆောင်ပွဲကိုကိုကြီးလောက်ကင်ပေးဖို့ရောက်လာခဲ့ပါတယ်အဲလိုနဲ့ညာရောက်တော့မောင်လာရဲ့မတော်လိုက်ရတဲ့ရောက်ပါလောင်းစီကိုလူတယောက်ကအဖြစ်တစ်ခုလာပြောပြခဲ့ပါတယ်ဒါကတော့မရင်သေးတဲ့ကိစ္စကတာမန်သွေးရိုးသားရိုးမဟုတ်ပဲများတဲ့နဲ့မဲလုံးတို့ရဲ့အကြံစီဖြစ်တယ်ဆိုတာပါအဲလိုနဲ့မောင်လာတယောက်တဲတွေကွဲပြီးမူးကြောင်ယူကြောင်ကားနေရင်နဲ့သူ့ရဲ့ဖေဦးတုတ်ကြီးကဖြစ်လာမဲ့ပြဿနာတွေသူရှင်းမှာမလို့အဲ့ဒီအိမ်ကသူတို့သမီးမန်းညို့ကိုခိုးပြေးဖို့မီးစိမ်းပြလိုက်ပါတယ်ဒါနဲ့ပဲမောင်လာတယောက်ထီပေါက်တယ်လို့ပြောလို့မဆုံးခင်မှာပဲသူတို့သမီးမန်းညို့ကအိမ်ထဲကနေပျောက်သွားပါတယ်အချင်းမှာပဲမန်းညို့ရဲ့ဖေဦးပြေးတို့မျိုးတွေကလည်းဒါကမောင်လာကြောင်လို့ဆိုပြီးဆုံးကြီးဝိုင်းလောင်းကြပါတော့တယ်ဒါပေမဲ့အဲ့ဒီထဲကရောက်ဖကြီးမောင်ထုံးကတော့မောင်လာကိုနားလဲပေးပြီးတော့သူညမကိုရှာဖို့လှုပ်ပေးလိုက်ပါတယ်အချင်းမှာသူတို့သမီးမန်းညို့ကတော့ကိုလူအေးတို့ဂိမ်းမှာရောက်နေတာပေါ့ဗျမောင်လာလည်းမန်းညို့ကိုလိုက်ရှာရင်းနဲ့နာမည်ကြီးလန်ခွေနာကိုရောက်လာခဲ့ပါတယ်ကြောက်ကြောက်နဲ့ဘေဘီဝဲရကိုကြီးနေတော့များထင်းတို့ကားကနောက်ကနေမောင်လာဆိုင်ကဖင်ကိုဝန်နှမ်းပစ်လိုက်ပါတယ်ဒီလိုနဲ့မောင်လာတယောက်လဲကြတဲ့အချိန်နဲ့မိုးဝေနေတော့မှပဲများထင်းနဲ့မဲလုံးတို့ကစံပြုံးနဲ့ကြက်ကြော်ထပ်ပြီးကျွေးလိုက်ပါတယ်အိုင်းနောက်တော့မောင်လာကိုရှေနာကလန်ခွေနေရမှာပဲအပြက်ရှင်းဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့အဲ့ချိန်မှာပဲမောင်လာကိုတယောက်ယောက်ဝင်ဘူးနေတယ်လို့ခွန်အားတွေရှိလာပြီးမဲလုံးနဲ့များထင်းတို့ကိုပြန်ပြီးတော့တီးလိုက်ပါတယ်အိုင်းနောက်မှာတော့စနေမိုင်းတွေထွက်လာပြီးတော့မောင်လာလည်းသတိမေ့သွားပါတယ်သူ့ရဲ့ရောက်ဖမောင်ထုံးလာနိုးတော့မှသတိပြန်ရပြီးတော့မညို့ရှိတဲ့ကိုလူအေးတို့ဂိမ်းစီရောက်လာခဲ့ပါတယ်ဒီလိုနဲ့မနေ့ရောက်တော့လူကြီးတွေရောက်လာပြီးတော့မောင်လာနဲ့မညို့ကိုခွဲမဲ့တွေဘာတွေဖြစ်နေကြပါတယ်အဲဒီချိန်မှာပဲကားဘောက်ကမျိုးသမီးတယောက်လူအုပ်ကြီးစီရောက်လာခဲ့ပါတယ်အားရကတော့တခြားမဟုတ်ပဲနဲ့တရွာလုံးကမောင်လာကြောင်ပျောက်နေတယ်လို့ထင်ခဲ့ကြတဲ့ဦးပြေးရဲ့သမီးမက်ဆီပဲဖြစ်ပါတယ်အဲဒီမှာတရွာလုံးကလည်းအံ့ဩသွားကြပြီးတော့မောင်လာလည်းအထင်လွဲခံရတာကနေလုတ်ကင်းသွားခဲ့ပါတယ်အဲလိုနဲ့မက်ဆီအရီညာကခိုးရလိုက်ပြေးခဲ့တာဘယ်သူလဲဆိုပြီးတော့တရွာလုံးကမေးတော့မက်ဆီကလည်းလမ်းညိုးထိုးပြီးတော့ပြလိုက်ရပါတော့တယ်အားရကတော့တခြားလူမဟုတ်ပဲနဲ့တစ်တော်ရာရှိကိုလူအေးဖြစ်နေပါတယ်ဒီလိုနဲ့ဦးပြေးကအကုန်လုံးကိုပါခွဲမဲ့တွေဖြစ်နေလို့မောင်ထုံးတို့ကနာချပေးလိုက်တာစုံတွဲနှစ်တွဲလည်းအဆင်ပြေသွားပါပြီနောက်တရက်မှာတော့ကိုလူအေးကသူ့ကိုမက်ဆီခိုးရလိုက်ပြေးဖို့ကူညီခဲ့တဲ့မောင်လာကိုခြေစူးတင်တဲ့စကားတွေပြောနေပါတယ်ဒါပေမဲ့အရီညာကလမ်းခွေနားမှာမောင်လာအစ်စ်မဟုတ်တယ်လို့မောင်လာမူလဲနေတော့လာထူပေးတဲ့မောင်ထုံးကလည်းအစဲမဟုတ်ဘူးဆိုတာမောင်လာတယောက်တည်သွားရင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်ဟုတ်ကဲ့ဆုံးထိကြည့်ရှုခဲ့တဲ့ပရိသတ်တိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ရာသားဆောင်စကားကောင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ